အောက်ဆန်ကလန်ကိုကလေရေကြီးတော့ရတဲ့ငရက်တွေကိုတဘာဝတော်တွေကရတဲ့မိုးတို့ဟင်းသီးဟင်းရွက်တို့နဲ့ဘယ်လိုမျိုးဟင်းညိုလေးချက်စားလဲဆိုတာကိုတင်ပြပေးပါမယ်ငရက်ကတော့နော်ဟင်းချက်ဖို့လောက်ထိလည်းမရဘူးဆိုတော့လေအားလုံးစားလို့ရအောင်လို့ဟင်းညိုလေးချက်ဖို့စဉ်းစားလိုက်ပါတယ်အရင်ဆုံးစီတက်တယ်ပေါ့နော်ချင်းကြက်သွန်ဖြူကြက်သွန်နီနဲ့စီတက်တယ်ပြီးတော့မယန်းအချောက်နော်မယန်းဒီချောက်နဲ့ချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ငပိလေးနည်းနည်းထည့်တယ်မယန်းဒီချောက်စိန်တာလေးထည့်တယ်ပြီးတော့ငရုတ်သီးစိမ်းမဲ့ထည့်မယ်အယောင်မထည့်တော့ဘဲနဲ့အဝဝါလေးပဲပေါ့နော်အဲ့လိုပုံစံလေးချက်စားပြပါတယ်လို့အရင်ဆုံးငါ့ကိုစီတက်လိုက်တယ်ပေါ့နော်ငရမ်းကလည်းအရန်ချိုတယ်လေငရမ်းချိုတာလေးနဲ့မှုချိုတာလေးနဲ့ပြီးတော့မယန်းဒီချင်းလေးနဲ့ဆိုအရန်ကောင်းတဲ့ချင်းကန်ဆက်မှုဟင်းဂျိုလေးဖြစ်ပါတယ်ဒါကတော့ဒီဘက်ဒေသမှာမွန်နေများသောအဖြစ်ဒီလိုမျိုးချက်ကြတယ်ပေါ့နော်မွန်တွေကဒီလိုစပလင်လေးထည့်ပြီးတော့ဒီမယန်းဒီအချောက်နဲ့ချင်းဆက်ဆက်အဲ့လိုလေးချက်စားကြပါတယ်အဲ့ဒီပုံစံလေးကိုလိုက်ချက်စားကြည့်တာပါရေတွေဆူလာပြီဆိုရင်ကျွန်တော်တော်ရရတဲ့တောင်ဖို့မူထင်တာပဲเนาะအဲ့လိုမူတွေလာပေးတာရှိတယ်အဲ့ဒီမူတွေနဲ့ကျွန်တော်ချက်လိုက်ပါတယ်ပြီးတော့ဒီဘေးနားမှာပဲအလိုလျောက်တဘာဝပေါက်နေတဲ့ဒါကတော့ရွှေဖယုံဒီအပွင့်မှာเนาะရွှေဖယုံဒီအပွင့်လေးလည်းပို့နေတော့ထည့်လိုက်တယ်ဒါပထမဦးဆုံးရောဆက်ချက်တာပါเนาะအမှန်တော့မြစ်လေးထည့်ချင်တာမြစ်မရတော့လေမြစ်ကတော့မထည့်လိုက်အောင်မိုဟင်းဂျိုပေါ့လေအရန်တောက်လို့ကောင်းပါလေเนาะချင်းကန်ဆက်လေးဖြစ်ပါတယ်အရသာနေရာစက်သားမုံနဲ့စားနဲ့ငံပြာရည်နဲ့မြေငပိနဲ့အဲ့လိုလေးထည့်ချက်ပါတယ်နောက်ဆုံးကတော့ရှမ်းနန်းနန်းရုပ်သီးစိမ်းအဲ့ဒါဆိုရင်တော့အရန်ကိုတောက်လို့ကောင်းတဲ့ငရမ်းမိုဟင်းဂျိုလေးတစ်ခွက်ရပါပြီအရန်ကိုစားလို့ကောင်းတဲ့အတွက်ချက်စားကြည့်ကြပါဦးနော်စကုတ်စတာကိုကနေLet's go,